မလာတော့ချင်နေရလားတော့ရောက်ကြနေရဘောလေးDJ D နောက်ကတော့ space 6ခွဲမဟုတ်9လောက်နဲ့ပြေးကြတာပေါ့နော် fun run ပါပဲကဲတွေ့ရပြီပွဲတိုင်းကြော်တယ်ပွဲတိုင်းကြော်တော့ထွေးပြေးဟိုတဝဲရှော်ကတည်ရနော်5 km fun run ပဲကျွန်တော်တို့အရင်တော့နှစ်ချက်နဲ့နားထောင်တာပေါ့နော်အခုကတော့ live DJ ပါတယ်လိုက်ပြေးမလားအာလိုက်ပြေးမလားစောစီရပြောအေးပါကြားမယ်နော်တပတ်ပြရမဟုတ်အဲ့ကောင်ဘာကင်မလား360မဟုတ်360မဟုတ်အသေးတဲ့သွားမယ်တဲ့ပတ်မယ်5 km ပဲဆိုတော့ကျွန်တော်ဒီမှာတောက်လျှောက်ရှိမှာလိုက်ပြန်ပတ်လာဒီနင်းလဲရတယ်လေโอเคစပြေးလိုက်ပါအောင်မယ်ကဲချွေးထွက်ပြီလားထွက်ပါပြီကျွန်တော်ဆိုရချွေးထွက်တယ်ဘာမှမလုပ်ရသေးချွေးထွက်ဦးသွေးထွက်ပြီလားပါတယ်ဒီမှာပါပြေးခဏတော့ရှုပ်တယ်ဟာပါရဒတ်တီကုန်ဝိုင်းလားယေ ဟုတ်တယ် just wait ကျိုးလွတ်သွားတာ just wait ဟာတွေ့ပြီဒီမှာဒါဆိုင်စုံတွဲလားမသိဆိုင်စုံတွဲနော်မိုက်တယ်နော် thank you wow I like your tattoo thanks bro ရှင်းမထွက်သေးဘူးရှင်းနေချိုးပြီးတော့ဟဲ့ we are back oh shit bro ဆောင်းကြိုင်လူခဲ့တယ်ဘယ်နဲ့နေတာ10နှစ်လောက်ရှိJourney V ကိုလင်းအောင် Hey DJ တခုခု something လိုနေတော့ဘာလိုနေထင်လဲ speaker MC လိုနေတာ MC လိုနေတာ speaker ပြောပါဦး speaker နဲ့လိုနေသေးနေနော်ဒီမှာလမ်းမှာဆိုကြောက်ပဲရဟုတ်တယ်ဘာလို့ဆို MC မပေါ်နေ something လေးလိုနေပြောနောက်တစ်ခါပါတော့စဉ်းစားတော့အနောက်မှာနောက်တစ်စီးထည့်ပြီးတော့ Bluetooth နဲ့ချိန်အနောက်နဲ့ speaker အပြန်ချိန်လိုက်အော်ရဟုတ်သားပဲနော် speaker unit ကြီးပဲ only ဆွဲထုတ်လိုက် Bluetooth နဲ့ချိန်လိုက်နော်အဲ့ဒါလူကပုံများသွားမယ်ဒီနေ့ကျွန်တော်စံပြေးကြီးတဲ့ကြိုးတိုင်းပေါ့နော်ဒီကဒီနားလေအဲ့နားကနေနည်းနည်းဟို Bruce Pitt လိုမျိုးပေါ့နော်ရေကြီးဘူးထားလိုမျိုးအဲ့ကလေးနည်းနည်းနာဒီနားပြီးရင်ဒီနားအခုကဒီနေ့တော့စပြီးပြေးလို့လာတော့မသိဘူးခြေအောင်နဲ့အသားမကျလို့တေးလို့ဖြစ်မယ်ထင်တယ်နည်းနည်းလေးဟိုဖြစ်တယ်နာကျင်လို့ခံစားရတယ်အပိတ်ကတော့ရွှ
ရွှေမန်းသူနဲ့ပိတ်လိုက်တာဒါ finisher နော် finisher တနခါဘောဒါ sticker ပါကောင်းလာတာပဲလားအုံးရရောင်းလား ရမလား ဘယ်လုံးဘလောက်လဲအော်6000 သွားတောက်ချင်တယ်ဆိုရင်တော့9000မှာသွားဝေပေးပါမယ်စားပေးက1000မှာ လုံးရေးပေါ်စားပင်မုတ်လုံးရေးပေါ်မီရလင်းလား လင်းတယ် ဟောလင်းလား ပထမဆုံး sweet လုပ်တဲ့ပွဲ ဟုတ်ပြီကြားရနော်ကဲ okay 5 km fan run တော့ပြီးသွားပါပြီဆိုတော့ဒီနေ့ကတော့အလုံး social အစုံနဲ့ပုံစံမျိုးပေါ့နော်